ဒါပေမဲ့ခုနကသူတို့အမိရှိတယ်ဆိုတဲ့သူတွေကလည်းသူတို့လည်း day 1ကစခဲ့ရတာပဲလေသူလည်းကိုယ့်အချိန်ကြီးကစခဲ့ရတာပဲလေသူတို့တွေ PhD ရဖို့ဆိုတာလည်းဘယ်နှစ်ရှည်နှစ်လာများဘယ်လောက်ထိသူတို့အချိန်ပေးထားလဲဆိုတာကိုရှိတာပဲနောက်တစ်ခုကျတော့အဓိကကကိုကလူတိုင်းကသူတို့လမ်းကြောင်းနဲ့လမ်းကြောင်းမတူဟိုဒါက psycho ဟို coaching ပဲပြော counseling ပဲပြောတခြားခုနကတော့ဘယ်ဟိုတငယ်ချင်းကတော့တငယ်ချင်းကတော့ဆိုပေမဲ့သူတို့ကသူတို့လမ်းကြောင်းနဲ့သူတို့ timeline နဲ့သူတို့သွားတာကိုက timeline နဲ့ကိုသွားတာဟိုမတို့ကမွေးတဲ့ခုနှစ်တက္ကရာချင်းတူနေရင်တောင်မှမတို့ဆယ်တန်းမိတက္ကသိုလ်ပြီးလောက်အထိပဲဆယ်တန်းထိလောက်ထိပဲ သူဘာကိုဘာတက္ကသိုလ်ပြီးသူဘာဆိုတာနည်းနည်းရှင်းလို့ရလောက်တဲ့အနေထားတက္ကသိုလ်ဘွဲရပြီးသွားတဲ့နောက်ပိုင်းနေရာကြတော့အဲ့လိုမျိုးရွယ်သူတွေကသူကတော့ဒီလိုဖြစ်နေပြီငါကတော့ဒီလိုဖြစ်နေဆိုတော့မှားမှန်းချင်လို့မရတော့ကျောင်းတက်ခဲ့တော့တက္ကသိုလ်တက်ခဲ့တော့ကတော့အတူတူစာသင်ခဲ့တာလေအဲ့တော့စာပိုချက်တဲ့သူကအမှတ်ပိုများမှာပေါ့ဒါကတော့မှန်တယ်ဒါတောင်မှနော်သူကစာပိုချက်ဖို့အတွက်အချိန်များများရတဲ့လူလားကိုကအချိန်စာပိုမကြက်နိုင်ဖို့အတွက်မိသားစုနဲ့ရှုပ်ရှက်ခတ်နေတဲ့အနေအထားမျိုးတွေရှိတဲ့သူလားဒါတွေလည်းကွာသေးတယ်နောက် तू ကကျူရှင်နေစွတ်ဆက်တက်ပြီးတော့ရထားတာလားကိုကတက်အဲ့အပိုင်းတွေလည်းပါသေးတယ်အဲ့ဒါတစ်ခုချိန်မှာခုနကပြောတဲ့သူတို့တွေကတော့အနောက်မှာအမိတွေရှိနေတယ်ဘာဖြစ်သူတို့ဒီ counseling coaching တွေဟာပဲသူတို့စခဲ့တာကဘယ်နှစ်ခုနှစ်ကသူတို့စခဲ့တာတော့အခုဖြစ်တဲ့ဘယ်လောက်ထိနှစ်ကြာနေပြီလဲသူတို့ဘာတွေလုပ်ခဲ့သူတို့ကအခုချိန်မှာအဲ့လိုရှိတဲ့အတွက်ကိုကအခုချိန်မှာဒါမျိုးအဲ့တော့ပြောချင်တာကကွယ်သူငယ်တန်းကလေးဟာ10တန်းကလေးကိုသွားကြည့်ပြီးတော့ငါတော့သူ့လောက်စာမရဘူးလို့ပြောလို့မရဘူးလေကိုကကို့အချိန်မှာဒီအချိန်မှာဒါကိုရဲ့ focus ကအချိန်မှာငါပဲအချိန်မှာငါစတာလဲဆိုတဲ့အနေအထားမျိုးအဲ့ဒါနဲ့တူဘယ်နှစ်နှစ်လဲလို့ပြောတဲ့အခါမှာနောက်ခုအမားတို့ကဘာဖြစ်လာတတ်ကြသလဲဆိုရင်ဒါကိုငါစခဲ့တာကဘယ်နှစ်နှစ်တော့ရှိနေပြီဘယ်လောက်တော့ရပြီလားဘယ်နှခုတော့ဖြစ်ပြီသလားဆိုတော့ကိုနှစ်နဲ့ပြန်တိုင်းတာတာမျိုးရှိတယ်ဘယ်နှစ်နှစ်မှာတော့ဘာရမယ်ဘယ်နှစ်နှစ်မှာတော့ဘာရမယ်တိုင်းတာရမယ်ဟာကတိုင်းတာဖို့လိုအပ်တယ်သို့တော့အဲ့ဒါကကိုပြန်ပြီး track မဖြစ်ဖို့တော့အရေးကြီးတယ်ဘယ်နှစ်နှစ်နေတာဖြစ်ရမယ်ဘယ်နှစ်နှစ်နေရင်တော့ဒီအလုပ်လုပ်နေတာခုနဘယ်နှစ်နှစ်နေရင်တော့ပတ်စံဘယ်လောက်ရှိရမယ်ရှာနိုင်ရမယ်ဘယ်လောက် level ထိရရမယ်ဆိုတဲ့ဟာတွေကလည်းသူ့အနေထားနဲ့သူရှိတယ်ဆိုပဲပုံသေးကားချက်နေတော့မရှိဘူးနောက်တစ်ခုကကိုကသူတို့ကတော့ဒီလိုပဲခုနပြောအနောက်မှာတော့ဘာမှမရှိပေမဲ့လည်းအောင်မြင်နေတဲ့သူတွေတော့လည်းရှိတာပဲဆိုပေမဲ့အဓိကအမားတို့တွေဘာလုပ်တဲ့အခါမှာခုနကိုကဘာဒီဟာကိုကောင်ဆလာဆိုလဲကောင်ဆလာမှာရွေးချယ်ခြင်းကဘာကြောင့်ကောင်ဆလာလုပ်ချင်တာလဲအမိရှိတဲ့ကောင်ဆလာဖြစ်ချင်တာပြောစတာဖြစ်လာလိမ့်မယ်ကိုကထောင်ကြိုက်တယ်ဆိုရင် step by step သွားလို့ရတယ်မသွားရအောင်မဟုတ်သွားလို့ရတယ်ဒါတွေကမလိုအပ်ဘူးခုနကဘာမှမရှိဘဲနဲ့လည်းလုံးနေတာလေဆိုတော့လေအမတို့ professional လမ်းကြောင်းတိုင်းမှာ coaching counseling consulting ဘာပဲပြောတကယ်ကိုပြလို့ရတဲ့ဟာတစ်ခုခုတော့ရှိမှာတော့ဖြစ်တယ်အ ਨੇ ဆုံးစင်ပွားဘာတွေသွားဖို့လိုတယ်လဲတာတပိုင်း social media ပေါ်မှာမြင်နေတဲ့ဗီဒီယိုလေးတွေစာအုပ်လေးတွေကောက်ဖတ်ပြီးတော့ကျမ coach ပါကျမ counselor ပါကျမ consultant မှာတော့လုပ်လို့တော့မရအဲ့ဒီပိုင်းကိုကတခုခုရအောင်ပြီးထားတယ်ဟေ့ဆိုရင်နာမည်တက်လို့ရတယ်နာမည်တက်တာမတက်တာတပိုင်းကိုစလုပ်လို့ရတယ်နောက်ချိန်မှာကိုကခုချိန်မှာစပြီးတော့ landing လုပ်နေတဲ့ stage ရောက်နေတယ်ဟေ့ဆိုရင် landing လုပ်နေတဲ့ stage လေးကိုပဲကိုကအာရုံစိုက်ပြီးတော့ landing ကိုတင်နေရင်းနဲ့တစ်ဖက်ကတခြားသူတွေသူတို့ဘယ်လိုလုပ်တယ်လဲနောက်တစ်ခုတခြားသူတွေဘယ်လိုလုပ်တယ်လဲကြည့်တဲ့အခါမှာလည်းကိုကြည့်လိုက်တဲ့လူကသူ့အတိုင်းတထရထားတဲ့ကိုလို့ဆရာမလိုဘူးသူတို့တွေကဒါလုပ်လို့ဆိုတာတဲ့ကိုနဲ့တကယ်ကိုက်ညီရဲ့သလားဆိုတာမျိုးနောက်တစ်ခုကဘာလဲဆိုတော့ခုနကအမားတို့ကပညာရေးဆိုတဲ့လမ်းကြောင်းကစင်ပွားလုပ်မယ်အများကြီးပဲအမကလည်းပညာရေးကိုတအားကိုအားတန်တဲ့သူဖြစ်တဲ့အတွက်ဒါပြီးဒါတက်မယ်ဒါပြီးဒါတက်မယ်ဒါတက်မယ်ဆိုတဲ့အခါမှာ learning ကိုအရင်အားတာတဲ့သူတယောက်ကကြတော့ learning လုပ်ဖို့စဉ်းစားတဲ့အခါမှာမတော့အချိန်ပေးရတယ်ငွေပေးရတယ်အဲ့တော့လောလောဆယ်တစ်ဖက်မှာကိုယ့်ရဲ့အချိန်ငွေကိုပေးဖို့အတွက်ပတ်စံများများရှာဖို့အချိန်ကိုအာရုံစိုက်ရမယ်အချိန်ဆိုရင်ကိုယ့်အချိန်ကို
ပတ်စံများရှာမဲ့အချိန်ကိုအာရုံစိုက်တာမျိုးတစ်ဖက်ကလမ်းလေးလုံမယ်ဆိုတာကလုံနဲ့မဟုတ်ဘူးလို့ဒါပို့လုံလိုက်ရင်မတို့ဖြစ်တတ်တာဒါလုံလိုက်ရင်တော့ငါပတ်စံများပို့ရှာလို့ရနိုင်တယ်ဒီလိုလေးကအမီလေးတွေများရင်တော့ယာရုလေးတွေတက်ရင်တော့ဒါဆိုရင်တော့ပို့ပြီးတော့ငါလုံလို့ကောင်းလို့ရနိုင်တယ်ဆိုတဲ့စိတ်မျိုးနဲ့လေဒီဘက်ကိုသွားတတ်ကြတာလည်းရှိတယ်။နောက်ကိုယ့်ရဲ့ value ကိုကအော်ဒီလူကပညာတတ်ဒါတွေရှိတယ်လိုအပ်တာပဲသို့တော့တစ်ဖက်ကကိုကလှုပ်ရှားရှိတာကိုလည်းကိုလှုပ်ရမယ်စစရာရှိတာကိုလည်းကိုလှုပ်ရမယ်အဲ့တော့ကိုကအခုအချိန်ဒီမှာကိုလက်ရှိခုနကပြောတဲ့အမိရှိတယ်မရှိဘူးဆိုတဲ့အခါဒီဘွဲတစ်ခုဒီလက်ရှိအခြေအနေထားမျိုးနဲ့ကိုဘယ်လိုမျိုး service offer လုပ်လို့ရလဲပတ်စံရှာလို့ရတယ်လေအဲ့တော့စဉ်းစားကြည့်အောင်ကိုကအခုလက်ရှိဒီအခြေအနေမှာ offer မပေးရဘူးမပေးနိုင်ဘူးဆိုရင်ဒီထက်ပိုပြီးပညာတွေများလာတော့မှ offer ပေးနိုင်မယ်လို့ကိုထင်သလားငွေကြေးပတ်စံရှာတာကအဲ့လိုညီညာချင်းသွားချလို့မရအောင်အဲ့တော့ money management လုပ်တဲ့ဆိုတဲ့အခါမှာလည်းအတူတူပဲပတ်စံဘလောက်ပဲကိုမှရှိနေပါစေလောလောဆယ်ကိုမှရှိနေတဲ့ငွေဒီပမာဏကိုတော့ကိုမစီမံနိုင်ရင်ဒီတက်ပတ်စံပုံများလာရင်လည်းစီမံနိုင်မှာမဟုတ်ဘူးအဲ့တော့ကိုကဘာကိုအဓိကဥတီမှာလဲသူတို့ကဒီလိုဖြစ်တယ်လို့ဖြစ်တယ်ဒါတစ်ခုကကြတော့အခုဖြစ်တဲ့ဟာကအဖြစ်လည်းမဟုတ်ဘူးပြဿနာလည်းမဟုတ်ဘူးလူတိုင်းဖြစ်ကြတဲ့အရာတစ်ခုသို့တော့ကိုယ့်ရဲ့ target ကဘယ်ကိုထားမှာလဲဖယ်သွားမှာလဲဘာလုပ်မှာလဲ